Hey guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ K-Rock ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Great Garden 2ကိုဆော့ပြသွားမှာပါဒါကလူကြိုက်လဲရမ်းများတယ်ပေါ့နော်ကျွန်တော်တစ်ခါမှတော့မဆော့ဘူးအခုဆန်းဆော့ကြည့်မှာပေါ့ဆိုတော့ဒီ1တော့ထွက်ထားပြီးကြာပြီကျွန်တော်တစ်ခါမှလည်းမဆော့ဘူးပေါ့နော်အခု2ကိုတန်းဆော့မှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်မှာလဲနှစ်ခွက်ရှိရယ်ပြီးတော့အဲ့လဲနောက်ကကနေကျွန်တော်ဒီမှာပတ်စံတစ်ချက်ရှိရယ်ပေါ့နော်အဲ့ပတ်စံတစ်ချက်နဲ့ကျွန်တော်ချမ်းသာတဲ့ဗီဒီယိုနေရာကြီးဖြစ်သွားအောင်ကျွန်တော်လုပ်ပါမှာပါဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီမှာညပြထားတဲ့နေရာကိုသွားလိုက်မယ်ပေါ့နော်ဘာလောက်ကောင်းလဲတော့မသိဘူးအော်ဒီပတ်ကလေးတွေဝယ်လို့ရတယ်မှာ1000နော်ဖားတော့မှာ1000ငါမှတစ်ချက်ပဲရှိโอเคပါဆိုတော့ဒီမှာစီဝယ်ရမယ်ပေါ့ဆိုတော့ဒီမှာသူတို့ tutorial လေးတော့အရင်ပြရတယ်နော် carrot စီဝယ်ရမယ်ပြီးတော့ခါတဲ့နေရောခါတဲ့နေကိုနေရာကိုပြန်ရောက်သွားတာโอเคစီနေဝယ်နေရစီနေရောင်းနေရခါနေကိုနေရာကို wait for your grow and grow carrot ကျွန်တော် grow ဖြစ်တဲ့ဒီဆောင်ပါတယ်โอเคအဲဆိုရင်မြန်တော့မြန်တာပဲ 0.80 kg โอเคဆိုတော့တွားချောင်းရမှာတွားချောင်းလိုက်ရင်ဘယ်လောက်ရမလဲပေါ့နော် save inventory โอเค3ချက်ရပါတယ်3ချက်ရတယ်ဆိုတော့2ချက်မြတ်ပါတယ်ကျွန်တော်တို့ထပ်ပြီးတော့ဝယ်ရပါမယ်ဆိုတော့ဝယ်လိုက်ပါမယ်ဘာဝယ်ရမလဲဆိုတော့ဒီ crop ပဲဝယ်ပါမယ် carrot crop carrot โอเคကျွန်တော်ဒါလေးထပ်ဆိုင်လိုက်ကြတာပေါ့ဒီကိန်းကကျွန်တော်တို့ဒီ Roblox မှာလူတော်တော်ဆော့တာများတယ်ပေါ့နော်ကျွန်တော်ဆော့တော့မှဒီ million နဲ့ GV update ရှိတယ်ဒါပေမဲ့တခုဆိုတာကျွန်တော်ဆော့တဲ့ server မှာလူသိမ့်မများဘူးပေါ့နော်โอเคပါကျွန်တော်မှ carrot လေးသွားရအောင်ဘယ်လောက်ရโอเค18ချက်ရတယ်ဒီနှစ်ခုကတော်တော်ရခုန2ချက်ပဲရတာအမြက်ကအခုဒီကောင်ကနှစ်ခု18ချက်ဆိုတော့ကျွန်တော်မှဆိုတော့ကျွန်တော် strawberry ကျွန်တော်ဝယ်လိုက်မယ်ပေါ့နော်8ချက်ကျန်နေတယ်ကျွန်တော်ဒီမှာနောက်ထပ်ဘာမှဝယ်လို့မရတော့ဘူး8ချက်ထဲနဲ့ကျွန်တော် strawberry စိုက်မယ်စိုက်လိုက်မယ်ပေါ့နော်โอเคပါဆိုတော့ကျွန်တော်ရဲ့ strawberry ပင်လေးကတော်တော်လေးကိုကြီးသွားပြီပေါ့နော်ဆိုတော့ဒီမှာအသီးလေးတွေခူးမယ်ဟောအသီးကအများကြီးသီးတာဗျဆိုတော့အသီးလေးခူးမယ်အသီးလေးခူးပြီးတော့ကျွန်တော်သွားချောင်းရပါမယ်ဘယ်လောက်ရမလဲတော့မသိဘူးပေါ့โอเคကျွန်တော်ရောင်းလိုက်မယ်ပေါ့နော်59ချက်တော့ရတယ်ကဲအဲ့တော့ငါပါလေးဝယ်ရမယ်ခိုကိုနတ်တဲ့အဲ့အုံးမီနဲ့စိုက်ချင်သေးတယ် blueberry ရဲ့ tulip sorry story okay သူကဒီ9မိနစ်တခါကိုကျွန်တော် restore ပြန်ကြလာမသိ short อ่ะလေ okay မှတွေ့လားတွားရောင်းလုံးဝင်ရှိသေးတယ်ဒီမှာအပင်အသီးသီးနေပြီ okay အဲ့ဒါဒါလေးရင်ကူးလိုက်မယ်ဒီမှာစော့ရတာတခုကပြတ်တာလေအခုဒီအရန်ကက်နေတဲ့နေရာတွေဆိုလေကိုကအပင်အရင်စိုက်ချင်လဲစိုက်လို့မရဘူးပေါ့သူတို့ဟာရင်ကူးရတယ်ဘာလို့လဲဆိုနေရာမလွတ်လို့သူနှိပ်ရမယ်နေရာမလွတ်โอเคပါဆိုတော့ဒီမှာကျွန်တော်ညရောက်သွားပြီပေါ့နော်ညရောက်သွားပြီဆိုတော့ကျွန်တော်လိုက်ခိုးမလို့ဆိုပြီးတော့လှုပ်ကြည့်တဲ့အချိန်မှာဘယ်သူမှမရှိဘူးကျွန်တော်စာပါထဲမှာအဲ့ဒါနဲ့ကျွန်တော်စာပါလေးပြောင်းလိုက်ပါတယ်โอเคဒီမှာကျွန်တော်စာပါပြောင်းပြီးသွားပြီပေါ့နော်ဆိုတော့အခုကျမှပဲဘေးနားမှာလူလေးနည်းနည်းပါးပါးရှိလာတယ်ပေါ့အဲ့မှာသော့ရတာအဆင်ပြေတာဘာဖြစ်လို့ဒီကောင်က1တော့ခိုးရမှာပါဘူးတဲ့2ကျမှဒီညဘက်တွေဆိုသူများဟာလိုက်ခိုးလို့ရတဲ့ဟာပါတယ်ဆိုတော့ညဘက်ရောက်ရင်တယောက်လေးကျတော့ပြင်းနေရပြီဆိုတော့ကျွန်တော်ဒီမှာပန်းမင်လေးစိုက်ထားပါတယ်ပန်းမင်တောင်ဖြစ်တယ်ပန်းသီးပင်လေးစိုက်ထားပါတယ်ပြီးတော့ဒီမှာ blueberry ပင်မှာပြီးတော့ကျွန်တော် carrot လည်းထပ်ဝယ်ထားပါတယ် carrot 3ပင်ဝယ်ထားပါတယ်ဒါလေးပဲထပ်ဆိုင်ကျွန်တော်ဒီမှာ strawberry တွေလည်းထပ်ဆိုင်ထားတယ်ဗျဆိုတော့ strawberry ကတော့တော်တော်အသုံးဝင်တယ်ကျန်တဲ့ဟာတွေကတစ်ခါဆိုင်ပြီးတစ်ခါပါပြတယ်နော် strawberry ပင်ကတော့ကျွန်တော်အသီးအများကြီးတည်တယ်ကျွန်တော်ပန်းသီးပင်ကြရင်လည်းအဲ့လိုတီးမယ်လို့ထင်ပါတယ်ဒါကြောင့်ပန်းသီးပင်ကိုကျွန်တော်စိုက်လိုက်ပါတယ်ဆိုတော့ကျွန်တော်ဒါလေးတွားကြောင်းပါမယ်ကျွန်တော်ကျူလစ်အပင်ကကျွန်တော်ရှေ့မှာကျွန်တော်စိုက်ခဲ့တဲ့ဟာတပင်ဟိုတစ်ခါပဲရတယ်ပေါ့နော်
ကျွန်တော်ဒီ carrot တို့ပါအောင်နဲ့တူတူပဲတပင်ကိုတစ်ခါပဲရတာပတ်စံနဲ့ရှုံးပါတယ်ဆိုတော့ကျွန်တော်ပါဝင်ကောင်းမလဲထိုမာတိုပဲဝယ်လိုက်ပါမယ်ဟုတ်တယ်ထိုမာတိုပဲဝယ်လိုက်တော့ကောင်းတယ်300ကျော်ဆိုတော့200နဲ့โอเคအဲ့ဒါပြန်သွားဆိုင်ကြမယ်ဆိုတော့ကျွန်တော်ဒီမှာသိတာကျွန်တော် package ဝင်ကျွန်တော် availability တိုးတယ်ကဥမာဖားဝင်ပို့ပြီးခုံနိုင်တာတို့ဘာလို့တိုးတယ်ကျွန်တော်ခုနကဒီထားကြည့်ပြီးတော့ကျွန်တော်သွားလိုက်တာပေါ့နော်ခုံလာတို့ဘာလို့တိုးတယ်ရုံနေမှဝင်အမြန်နေပါတယ်ပြေးမြန်နေအဲ့လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်ဒီမှာ blueberry ရဲ့တီးနေပြီ blueberry ကျွန်တော်ခူးပြီးတော့တွားရောင်းပါမယ်တွားရောင်းဘယ်လောက်ရမလဲဆိုတော့ okay 298ကျပ်တောင်ရပါတယ်ဆိုတော့ဒီဟာကတော့နည်းနည်းများတယ်ပေါ့နော်ဒီမှာပန်းသီးပင်ရတယ်တော်တော်လေးတော့ကြီးနေပြီဆိုတော့ကျွန်တော်တို့အပင်လေးဆိုင်လိုက်တီးလေးခူးလိုက်နေမယ်ကျွန်တော်နေလိုက်ပါမယ်ဒီမှာ strawberry ကျွန်တော်ထပ်ခူးပဲဗျ strawberry ပင်ကတော့တော်တော်အလုပ်ဖြစ်တယ်လို့ပြောရမယ်ကျွန်တော်တစ်ခါစိုက်ပြီးတော့တော်တော်များများပြန်ရတယ်ပေါ့နော် okay ပါဆိုတော့ပြန်သွားရောင်းကြအောင် blueberry တွေတော့ပြန်တီးနေပြီခုနကမှခူးထားတော့ရှိသေးတယ် okay ကျွန်တော်ရောင်းလိုက်ပါမယ်တော်တော်မိုက် okay ဆိုတော့ကျွန်တော်မှာခု 4.01k ဖြစ်သွားပြီเนาะပတ်စံ4000ကျော်ဖြစ်သွားပြီဆိုတော့ကျွန်တော်ပြောင်းမှုပင်လေးဝယ်ပါမယ် okay မှာဗန်မှုအရင်ဝယ်မယ်ပြီးတော့ဒီမှာ 2.5 ဆိုတော့ပြောင်းမှုပင်လေးထပ်ဝယ်မယ် okay 100ကျော်ပဲကျန်တော့တယ်ကျွန်တော်အားလေးတော့စိုက်ကြမယ်ကျွန်တော်ဒီမှာတိုမာတိုလည်းစိုက်ထားပါတယ်မှာ strawberry လည်းတော်တော်ပြန်တီးနေပြီကျွန်တော်မှာခရမ်းညင်နေပြီ2ပင်စိုက်ထားတယ်တိုမာတို2ပင်စိုက်ထားတာပေါ့နော်ဟိုမှာပန်းသီးပင်ကလည်းတော်တော်ကြီးနေပါတယ်ဒါဘေးထဲမှာအရွက်တွေအောင်ထွက်နေဟိုပန်းသီးပင်ကအရွက်ကအလုံးကြီးထွက်နေပန်းသီးမထွက်သေးဘူးအရွက်အလုံးကြီးရင်ထွက်နေโอเคမှာကျွန်တော်ဗန်ဘူးတွေစိုက်မယ်ပြီးတော့ဒီမှာပြောင်းပင်လေးထပ်စိုက်ပါမယ်ဆိုတော့โอเคမှာပြန်တီးနေဟိုမှာအရောင်လေးတောင်းတက်နေစတော်ဘယ်ရီတော့အရောင်စုံလေးဖြစ်နေโอเคခူးလိုက်ပြီကျွန်တော်အားလေးပြန်သွားရောက်ကြမယ်ခူးပြီးတော့โอเคပါတော့ကောင်းဒီလိုတက်လို့ရတယ်ကျွန်တော်အပင်အမြင့်နေကြရင်တော့အဲ့လိုတက်လို့ရမယ်ထင်တယ်ဟုတ်တယ်ဆိုဒီမှာဒီကောင်းလေးတက်လို့ရတယ်ဝါးပင်နေပေါက်နေပြီပေါ့နော်ပင်ပေါ်လျှောက်သွားလို့ရတယ်ဟိုပန်းသီးလုံးသီးနေပြီခူးလိုက်ပြီโอเคကျွန်တော်မှာဝါးတွေထပ်ပြီးတော့နှုတ်မယ်ကျွန်တော်ဝါးနေမြင့်တော့မဖြစ်သွားအောင်နော်ဝါးတော့ဝါးโอเคပါဆိုတော့ကျွန်တော်ဒီထိ brother တို့ကဒီထိကြည်လာပြီးသွားပြီဆိုရင်ကျွန်တော်ပြောချင်တာတခုကကျွန်တော်ကဒီတစ်လအတွင်းမှာ subscriber 1k ပြည့်အောင် try နေရလို့မလို့ brother တို့ကြည်လို့အဆင်ပြေကျွန်တော်ကိုကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့ဒီ video လေးကိုကြိုက်နေတဲ့တယ်ဆိုရင် like လေးလုပ်ခဲ့ပြီးတော့တောင်းဆိုပေးရစီ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခု video တွေတင်တဲ့အခါမှာကျွန်တော် video ကိုကြိုက်နေတဲ့လူတွေလည်းတွေ့ရတယ်။ဒါပေမဲ့ subscribe လုပ်တဲ့လူကနည်းနေပါတယ်။ brother တို့ကျွန်တော် subscribe လုပ်ခဲ့လို့လည်းဘာမှမဖြစ်သွားပါဘူးကျွန်တော်တော်တော်တန်ဖိုးရှိပါတယ် brother တို့ကတော့ဒီခလုတ်လေးတစ်ချက်ပဲနှိပ်ကြတာပေါ့နော်ဆိုတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော် giveaway တွေပေးဖို့လည်းရှိပါတယ်ဒီလကုန်တော့ကြာရင်ကျွန်တော် giveaway ပေးဖို့လည်းရှိပါတယ် giveaway ကဘယ်လိုလဲဆိုတော့ဒီ raw fruit ဆော့ရလူအတွက်ဆို raw fruit ပေါ့နော်ဒီ fruit တွေကျွန်တော်ပေးမယ် raw fruit အကောက်တွေပေးမယ်ပေါ့နော်ဒီ grow garden ဆော့တဲ့လူဆိုအတွက်လည်းကျွန်တော်ဒီပတ်တွေစီးတွေကျွန်တော်ပေးဖို့ရှိပါတယ်အဲ့ဒီအတွက်ကျွန်တော် channel လေး subscribe လုပ်ပေးခဲ့ကြပါဦးဆိုတော့ကျွန်တော်ဒီမှာအခုညရောက်သွားပြီပေါ့နော်တော့ဒီဘေးနားကနေကျွန်တော်တော့ခိုးရမယ်ခိုးလို့ရတာမသိဘူးโอเคခိုးလို့ရတယ်โอเคပန်းသီးမြန်တော်တော်တီးနေပြီကျွန်တော်ပန်းသီးမြန်တက်တာနည်းနည်းတိုင်ပတ်တယ်ပေါ့နော်သူကပန်းသီးတွေကလိုချောင်းချောင်းလေးတွေမှာတီးတာဆိုတော့တော်တိုင်ပတ်ပါတယ်ဆိုတော့မကြီးဟိုးရှိမှကြည့်တယ်သူများလေးစိုက်ခင်းနေသူကရှယ်ကြီးအသီးကြီးတွေနဲ့ကိုယ်စိုက်ခင်းအခုမှချစ်စဖို့လောက်ပဲရှိသေးတယ်မကြီးဘူးခိုးလို့ရတာမရဘူးတဲ့ဒီအုံနာကဒီကားထဲမှာရှိနေကျွန်တော်တို့ခိုးလို့မရပါဘူးတဲ့
okay ပါဒီမှာလည်းရှိရနော်ရှိရဆိုကျွန်တော်တို့ခိုးလို့ရမယ့်ပုံမပေါ်ဘူး okay မနေ့ပြန်အောင် short restore တယ် okay အဲ့ဒါဆိုကျွန်တော်တို့ဘာစီအတစ်လေးရောက်လဲဆိုတော့ကျွန်တော်တို့ကြည့်ပါမယ် okay ဒီကောင်လေးကကျွန်တော်ခုန AFK လေးလှုပ်ထားခဲ့လိုက်တာပေါ့နော်ဆိုတော့အမှရေတက်လူနေပါတယ်အဲ့ဒါဆိုတော့ကျွန်တော်ဒီရေခရားလေးရင်သွားဝယ်ပါမယ် okay ဒီမှာရေခရားဒီခီယာထဲမှာကျွန်တော်ဝယ်လို့ရပါဘောနော်အဲရေခရားလေးတော့ပါမယ်ကျွန်တော် 2K ပေးရပါတယ်ကျွန်တော်ရေခရားပလောင်းလိုက်မယ်ဆိုရင်တော့ဘယ်လိုဖြစ်သွားမလဲတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာစီးကြည့်ပါမယ်ဘာလေးတွေအသေးရောက်လဲပေါ့ဒီအောက်တော့စူပါဆိုတဲ့ဟာတွေကတော်တော်မိုက်မဲ့ပုံပဲမ grab က 50k ရဲ့မိုးကပတ်စံလာမရှိသေးဘူးအဲ့ဒါကြီးစိုက်ချင်တယ်ပတ်စံလာပေးမယ်လို့ရှိရင်ကောင်းပါမယ် okay ပါဒီမှာ daily c 83ချက် okay ကဲမှာဒါလေးရေလောင်းကြည့်လိုက်မယ်ပေါ့နော်ဘယ်လိုဖြစ်သွားလဲမသိဘူး okay ရေခရထုတ်ပြီတော့လောင်းကြည့်လိုက်မယ်အော်တော့ခြေလောင်းလိုက်ရင်ပြန်ပြီးစိမ့်သိမ်းဆူဆူလေးပြန်ဖြစ်သွားတာအော်အဲ့ဒါဆိုအပင်လေးကိုကတ်ဆိုင်ထားရင်ကျွန်တော်ရေဖလားတစ်ခုတည်းနဲ့တော့အဆင်ပြေခွဲဆိုင်တာမိတာမှားသွားโอเคပါဆိုတော့ဒီဘက်အပင်လေးတွေပါကျွန်တော်ရေလောင်းမှုနေနဲ့လှုပ်လိုက်ပါအောင်မယ်ပန်းသီးပင်ကတော်တော်တီးနေပြီပန်းသီးကခူးလို့မနိုင်ဘူးโอเคဒီမှာခီယာထဲမှာကျွန်တော်သွားဝယ်ပါမယ်ရေလေးကျွန်တော်ပြန်လောင်းမယ်ပေါ့နော်5K ဆိုတော့နှစ်ခုတော့ဝယ်လိုက်ပါမယ်โอเคသွားပြီးရေလောင်းရပါမယ်ဥယျာဉ်မှုတယောက်ရဲ့အလုပ်ကလည်းမလွယ်ပါဘူးတီးခူးလိုက်တွားချောင်းလိုက်ရေလောင်းလိုက်နဲ့တော်တော်မိုက်ပါတယ်ဒီဂိမ်းကြီးကဆော့တာချေးလည်းဖြစ်တယ်ကျွန်တော် relax လည်းဖြစ်စီရပါတော့သူ့နောက်ကတီးလုံးတန်နေကျွန်တော်တီးလုံးကကျွန်တော်အရင်ဗီဒီယိုတင်တော့ဒီဂိမ်းထဲမှာပါတယ်တီးလုံးကိုကျွန်တော်မဖြောက်ဘဲနဲ့ထည့်လိုက်တာ copy ပဲမိလို့ပေါ့နော်ကျွန်တော်အတန်လေးနည်းနည်းတိုးထားပါတယ်ဒီတီးလုံးကိုတီးကျင်တော့ကိုယ်တိုင်သွားဆော့ကြည့်ပါသွားဆော့ကြည့်ရင်တော်တော်လေးကြိုက်သွားမယ့်ပုံစံပေါ်ပါတယ်အဲတီးလုံးလေးနဲ့ဒီအပင်လေးစိုက်လိုက်ဟောလေးဖြစ်တယ်ကျွန်တော် relax လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ပန်းသီးလေးခူးလိုက်ပါအောင်မယ်โอเคပန်းသီးပင်ကတော်တော်များတယ်ဒါပေမဲ့ပန်းသီးခိုးတာတော်တော်ခါရောက်တယ်အပေါ်ဥစ္စာတွေဆိုတချို့နေရာဆိုတက်လို့မရတဲ့နေရာရှိခုံပြီးတော့လောက်ကြတာပေါ့နော်โอเคဒီမှာကျွန်တော်ဒါရောင်းပါမယ်ကျွန်တော်ခုနခူးရပြီးသားဟာလေးပေါ့နော်ဘယ်လောက်ရမလဲ200ကျော်ရပါတယ်ဟိုဒီကောင်လေး low speaker နဲ့ဘာလိုက်အော်နေအသီးလိုက်ရောင်းနေရလားမသိဘူးโอเคပါကျွန်တော်ညပြန်ရောက်တော့မယ်မှာ9စက္ကန့်ပဲလူတော့ညရောက်တော့ကျွန်တော်ခိုးမယ်အဲ့နဲ့တီးကျွန်တော်ခိုးရင်အနောက်ကနေတော့ချောင်းနေလိုက်โอเคရောက်တော့မယ်ကျွန်တော်မှာ19စက္ကန့်ပဲကျွန်တော်ဒီနားကနေစောင့်နေတယ်အုံနာမရှိတဲ့ချိန်ပဲကျွန်တော်တို့ပိုင်ရှင်မရှိတဲ့ချိန်ပဲကျွန်တော်ခိုးလို့ရမှာဆိုတော့လေကျွန်တော်ညရောက်တာနဲ့ပတ်ကနေနှိပ်ပြီးပြေးကြโอเคလေ3 2 1โอเคရပြီโอเคมาနေတော်ဟိုကောင်တီးငါချန်ပါမလားမသိဒါငါချန်လားမသိယုံပြီးကြီးပဲရှိုံမမြင်အောင်ယုံငါချန်ပြောင်းနေတယ်ငါချန်ပဲနားမှလည်းမသိမကြုံကြီးပဲဒီကောင်ထမ်းလိုက်နေတော်တော်ပါဖြစ်โอเคယုံရင်ငါချန်ပြောင်းနေတယ်ငါချန်လိုက်ရှာပေးကြပါဦးဟိုကောင်ခိုးလာကြုံမှစင်အများကြီးပဲဦးမပိုင်ရှင်ရှိမှပိုင်ရှင်တွေ့ပါပြီပိုင်ရှင်တွေ့ပါပြီပြီးတော့ယုံရင်ငါချန်ပြောင်းနေတယ်မိတော့မယ်ဝုန်းရမြန်နေဒီကောင်လေးမှယုံလေးပိုင်းဝယ်ထားလားမသိသွားပြီးမိသွားပြီကွာဒီကောင်ချန်ဒီချန်လားမဟုတ်ပါဘူးခိုးမရဘူးနော်အုံလာရှိရင်ရောငါရယူသွားပြီအကောင်လိုက်ရိုက်ခုံသွားနေဟာကောင်းလေးမြန်နေဒီကောင်ကြတော့ဖားဝယ်ထားလားမသိဘူးမကြုံခုံတာမြင်မြန်နေတွေ့လားလိုက်ရိုက်လို့မမိဘူးပါသွားပြီအပေါ်မှာတော့ထပ်ယူနေလိုက်သေးတယ်ဒီကောင်ကကိုရိုက်ပေးမှလားရောင်းအကောင်လိုက်ရိုက်
လိုက်အောင်ဘယ်ကိုပြီးမှာရှိုက်စမ်းလိုက်အကောင်လိုက်အဒီချန်လားမသိဘူးဟုတ်တယ်ပါသွားပြီကွာသူများနဲ့တီးသွားခိုးတော့ကိုပြောင်းမှုတွေပါသွားပြီမောခိုးရပြန်ပြီအောင်ရေးစတော်ဘယ်ရီလာနှိုက်နေတာအော်ဟာသူချန်ဒီဘက်ချမ်းမှာငါဟိုဘက်ချမ်းပြေးသွားတာဘေးချင်းကရက်လေးကိုကွာနည်းတီးကိုမရလိုက်ဘူးရှင်နာလိုက်တာဒီမှာကျွန်တော်ဒီဘက်ချမ်းပြေးသွားတာသူချန်ဒီနာလေးတော်တော်ဆိုးတယ်ကွာချန်မေ့သွားတာโอเคမနေ့တော့မိုးပြန်လေးသွားရင်ဘာမှမရလိုက်ဘူးကိုရှိရပဲအခိုးခံလိုက်ရတယ်ကျွန်တော်တို့မှာဘာလေးထည့်ကြမယ်စတိုလေးတော့ကြည့်ကြည့်အောင်ဘာမှတော့သိမရှိဘူးဗျဒီဟာလေးပဲပြန်လာတာပန်းသီးလာလိုက်ဒီကဲရောလာလိုက်ဒါလေးပဲပြန်လာဒီကောင်တွေကတော့စတုံးမပြတ်ဘူးကျွန်တော်အောက်ကဟာတွေကသိမရဘူးเนาะဆိုတော့မှပန်းသီးပင်လည်းတော်တော်ကြီးနေကျွန်တော်မှပြောင်းမှုပင်လည်းတော်တော်ကြီးနေပေါ့เนาะဆိုတော့ဒီကဲရောလေးပဲထပ်ဆိုင်ထားโอเคစင်ပြေပါတယ်အဲ့လောက်ကျွန်တော်ကြည့်ရတယ်သူများဗီဒီယိုတော့ကြည့်ကဲရော်တွေအကြီးကြီးပေါက်တော့ကိုရှိမှတစ်ခါမှကြီးမပေါက်သေးဘူးโอเคကဲရော်တွေ like ခုမယ်ဒီပြောင်းမှုပင်လည်းတီးနေပေါ့နော်ပြောင်းမှုပင်လည်းတီးနေပြီးခုရအောင်โอเคပါကျွန်တော်အခုပြီးရဟာလေးလာရောင်းပါမယ် 1.31k ဖြစ်သွားပြီโอเคမကျုံကွာပင်းရကြီးပဲသူပေးနေမှာငါချက်လေးတီးလေးဖြစ်နေโอเคပန်းတီးတွေခုမယ်ပန်းတီးခုကတိုင်ဘက်တယ်ကွာအပေါ်ပြန်တက်ကြတာတော်တော်တိုင်ဘက်တယ်တော်တော်တိုင်ဘက်တာကိုပဲကွန်ထရိုးမငြိမ်လို့လားမလားမသိဘူးဟိုရှိမှာပန်းတီးကြီးပဲโอเคရပါတယ်ပေါ်မှာတစ်လုံးကျန်နေတက်လို့မရအောင်တွေ့လားပန်းတီးပင်လှေကားတွေပါထောင်းရရင်ကောင်းပါမယ်โอเคဒီမှာပြောင်းမှုတွေရတယ်ဆိုတော့ကျွန်တော်ထပ်ပြောပါမယ်ကျွန်တော် channel လေး subscribe လုပ်ပေးပါโอเคပါကျွန်တော်ဒီကောင်လေးနဲ့ဆော့လို့ကောင်းတယ်ပေါ့နော်ကျွန်တော်ပတ်1ပတ်2တင်ပေးမယ်ပေါ့နော်ဆိုတော့ပတ်2ကိုကြည့်ကျင်သေးရင်ကျွန်တော် comment အောက်မှာပတ်2ကိုရေးပေးထားခဲ့ပါကျွန်တော်တင်ပေးပါမယ်ဆိုတော့သူရှိရတခုရအောင်ပြန်ခိုးပြမယ်အကြီးရ strawberry နှိုက်သွားတာဒီမှာကွာဒီနည်းနည်းဒီအကြီးကိုတိုင်းမားလာပြီးတော့မှကွာဘေးချင်းကက်ရက်လေးကိုမရလိုက်ဘူးတဲ့တော်တော်ကန်ဆိုးတဲ့ကောင်ကကန်ဆိုးတော့မဟုတ် brain မကောင်းတာဘေးချင်းကက်ရက်ကိုဟိုဘက်ကိုပြေးသွားတယ်800ကျော်ရတယ်โอเคမယုံဟိုကောင်စောင်းမြန်တယ်မယုံနီးပဲဝယ်ထားတယ်ခိုးပြီးပြေးအောင်မယ်โอเคဆိုတော့ညရောက်တော့မယ်ကျွန်တော်တို့စက္ကန့်20ကျော်ပဲကျန်တော့တာသူရပါခိုးရမယ်မသိနည်းနည်းတီးလေးတော့ရှိโอเคပါမညရောက်တော့မယ်မတွေ့သူရကိုမန်းတီးတော့မနောက်ကနေတောက်လျှောက်လိုက်လေ3 2 1โอเคရလူကုန်ကြီးပြောသွားဘာဖြစ်လဲမဂါစီစပွန်နဲ့ဘာအစီစပွန်လားဘာစီရမီအော်ဟိုနာအပြာလေးလားမသိဘူးတော့ယူကြည့်အောင်ပျောက်သွားပြီကွာတော့တစီကိုလူတယောက်ပဲယူတယ်ရှုံရှိမှရှိโอเคကျွန်တော်အဲ့ဒီအချိန်တုန်းကအစီတွေကိုအဲ့လိုမျိုးစပွန်မှမသိပါဘူးမသိတော့ကျွန်တော်ဒီတစီရရင်ရပြီဆိုပြီးကျွန်တော်နေခဲ့လိုက်တာတစီပဲရပါတယ်โอเคဒီမှာကျွန်တော်ခိုးပြီးပြေးပြီးမနည်းနည်းတီးရလာတယ်ပေါ့နော်မတို့အခုကျတော့မအောက်မှာလည်းမြားလေးပြတယ်လားခုနမပြဘူးအဲကြောင့်မလို့ပါပါโอเค 1.28k အောင်ရတယ်ဆိုတော့မိုးရွာနေအပင်တော်တန်တယ်မှမဒီပန်းဒီပင်ဆိုပြုတ်သိမ့်နေအောင်တီးနေโอเคပါတော်တော်မိုက်ပါတယ်ဆိုတော့မှကျွန်တော်မကအကောင့်လေးရပါတယ်သူကဘာပေါက်မလဲဆိုတော့ကျွန်တော်မှဖန်ဘူးပေါက်ပါတယ်အဲ့လောက်ကြီးအကောင်ကြီးလည်းမဟုတ်ဘူးဒါပေမဲ့သူကအစီရဒီရန်ဒန်ပေါက်တာဆိုတော့
ကောင်းတဲ့အပင်တွေပေါက်ရင်လည်းပေါက်မှာပေါ့နော်အခုကကျွန်တော်ဗန်မူးလေးပဲပေါက်ပါတယ်ဆိုတော့အသီးတွေခူးပါမယ်โอเคကျွန်တော်ဒီမှာညပြန်ရောက်တော့မယ်ပေါ့နော်ဂျားတွေကကျွန်တော်ကဒီအသီးခူးလိုက်ပြန်သွားရောင်းလိုက်ဆိုတဲ့ဟာတွေကကျွန်တော်ပြန်ဖြတ်ထားလိုက်ရပါတော့ brother တို့ကြည့်ရပြင်းပါဆိုလို့โอเคညရောက်တော့မယ်ကိုခိုးလို့မရရောဂိုးစီစမိုးမီဒီခါကျရင်တော့ရအောင်လိုက်ကောက်မယ်โอเคပြန်မလည်းမသိရှာတယ်ဟိုမြန်လိုက်တော့ကောင်းနေပြေးရှာဗမာတုံးကိုစီရောင်ကြီးဟိုးနာရွှေရောင်လေးတော့မသိโอเคဟိုမရှိမှတွေ့ပြီโอเคကိုစီဆိုတော့မှတခုရပြီโอเคတခုရပြီဟိုရှိမှတခုရှိသေးတယ်တွေ့လားကိုစီတို့ကျွန်တော်ထင်တယ်ဟိုတခြားစိုက်ကင်းတွေမှာလည်းစိုက်ထားတယ်ရွှေရောင်ပင်ကြီးတွေရိုးတန်းဟောင်းမှာတော့ရွှေရောင်ပုံစံမျိုးဖြစ်နေတာโอเคဟိုရှိမှတခုကိုသူများမြင်သွားမယ်မြင်သွားမယ်အားရှိရနေခိုးသွားပြန်ပြီခိုးမှာကိုစီရရေးကြည့်တယ်โอเคရတော့မယ်โอเคပါရသွားပါပြီဆိုတော့မှသူများရှိရလေးကိုခိုးလိုက်အောင်နှလုံးရလာတယ်မတွေ့မှရွှေအောင်လေးနဲ့တွေ့တာဒီကောင်ပါလဲအုံးသီးလားဟလားဟိုလှေကားထောင်တာဟိုဒီရအောင်ရတော့မသိကိုโอเคခိုးလို့ရတယ်โอเคတော့ဟောနောက်ကနေတဲတယ်လိုက်ကြိုက်ငါရှိရလဲခိုးရဒီမှာโอเคကိုစီကြောင်းလည်းမသိလိုက်ရှာကြည့်အောင်မယ်ကိုစီဟိုနာချမ်းကြီးအမြင်ကြီးပဲလူတော်လောက်ထားတယ်မသိโอเคပါကိုစီတော့မတွေ့တော့ပါဘူးကျွန်တော်မနက်မိုးပြန်လင်းပါပြီဆိုတော့ကျွန်တော်မှအသီးလေးခူးလိုက်ပါအောင်မယ်ဆိုတော့ကျွန်တော်ဆော့ရလဲတနားရီလောက်ရှိသွားပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်ပတ်တူးကြည့်မယ်ဆိုရင်ပတ်တူးလို့ရေးပေးခဲ့ပါကျွန်တော်ပတ်တူးဆက်လုပ်ပြီးတော့တင်ပေးပါမယ်ဆိုတော့ကြည့်လို့ brother တို့အဆင်ပြေရဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ပြီးဒီဗီဒီယိုလေးကို like လေးလုပ်ခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ် giveaway ကြိုင်အားလုံးပါဝင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်ကိုစီးရဘာအပင်ပေါက်မလဲဆိုတော့နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ဆက်ကြည့်ကြမယ်အားလုံးပဲဘိုင်ပါ